တခေတ်တစ်ခါကကမ္ဘာအရက်ရှည်ဆုံးစင်းဝင်ခဲ့ပြီးမြန်မာနိုင်ငံမှာတော့အရက်အရှည်ဆုံးအမျိုးသမီးကြီးအဖြစ်သမိုင်းတွင်ခဲ့တဲ့စိန်ခွက်တော်အကြောင်းကိုသင်သိပါသလား။သူမဟာပုံမှန်လူတွေထက်ခေါင်းနှလုံးစာမကပုံမြင့်ခဲ့တဲ့အပြင်သူမရဲ့ဘဝဇလံအကြောင်းကလည်းတကယ့်ကိုထူးခြားဆန်းပြားလုံးပါတယ်။ဒေါ်စိန်ခွက်ကို1945ခုနှစ်မှာမကွေးတိုင်းတောင်တွင်းကြီးမြို့နယ်မှာမွေးဖွားခဲ့တာပါ။သူမရဲ့အရက်ကတော့9ပေ4လက်မစင်တီမီတာနဲ့ဆိုရင်တော့223စင်တီမီတာကျော်အထိရှိခဲ့ပြီးတော့အဲ့ဒီဘက်ခေတ်မှာတော့ကမ္ဘာအရက်ရှည်ဆုံးအမျိုးသမီးစင်းမှာနံပါတ်2ချိတ်ခဲ့တဲ့သူပါဒေါ်စိန်ကွက်ရဲ့ခြေဝါ16လက်မကျော်ရှည်လျားပြီးတော့အဝတ်အစားနဲ့ဖက်နှက်တွေကိုတီးတန့်မှယူချုပ်လုပ်ခဲ့ရတာပါအရန်ရှည်လုံးတာကြောင့်နေအိမ်တွေကိုခေါင်းငုံဝင်ခဲ့ရတယ်လို့သူမအတွက်တီးတန့်အိယာနဲ့ပရိဘောဂတွေပါဖန်တီးပေးခဲ့ရပါတယ်ဒါပေမဲ့အဲ့ဒီအရက်ရှည်ကြီးကပဲသူမကိုစိန်ခွက်တော်ဆိုတဲ့နာမည်ကျော်ကြားမှုနဲ့အတူနိုင်ငံတကာအထိကျော်ကြားစီခဲ့တာပါ1980ပြည့်လွန်နှစ်တွေမှာဒေါ်စိန်ကွာမြန်မာရုပ်ရှင်နဲ့ပြပွဲတွေမှာလည်းပါဝင်ဆင်နွှဲခဲ့ပြီးတော့လူချစ်လူခင်ပေါ်များတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့လိုထူးခြားတဲ့ခန္ဓာကိုယ်ဟာဟော်မုန်းမညီမျှမှုကြောင့်ဖြစ်ပေါ်လာခဲ့တာပါ။ဒေါ်စိန်ကွာရဲ့အသက်34နှစ်အရွယ်1989ခုနှစ်မှာပဲကျန်းမာရေးအခြေအနေကြောင့်ဘဝတစ်ပါးသို့ကူးပြောင်းသွားခဲ့ပါတယ်။ဒေါ်စိန်ကွက်ကွယ်လွန်သွားခဲ့တာနှစ်ပေါင်း40ကျော်ကြာပြီဖြစ်ပေမဲ့မြန်မာသမိုင်းမှာတော့စိန်ခွက်တော်ဆိုတဲ့နာမည်ကအခုထိလူပြောများနေသေးပါပဲဒီလိုမျိုးထူးထူးခြားခြားမြန်မာဂုံဆောင်ပုံကိုယ်တွေအကြောင်းကိုသိချင်သေးတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ page ကို like and follow လေးလုပ်ထားဖို့မမေ့နဲ့အောင်နော်ဒါနဲ့အသင်ရောစိန်ခွက်တော်အကြောင်းကိုအရင်ကကြားဘူးသေးလားကြားဘူးတယ်ဆိုရင် comment မှာပြောပြသွားပေးပါအောင်နော်